ပွဲလန်အောင်ဖျားခင်းဖို့လိုအပ်နေတဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါဦးဆန်းဖူဘောရှိုးကနေပြန်လည်ကြိုလိုက်ပါတယ်လက်ရှိပရီးမီးယားလိဂ်မှာပေးစရာအဆင့်1နေရာမှာရပ်တည်နေတဲ့အာဆင်နယ်အသင်းဟာဆောင်းရာသီအဝင်ပထမဆုံးပွဲချက်ဖြင့်စပါးအသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာလီဗာပူးမန်စီးတီးတို့ရှုံးနေတဲ့ရင်ဆိုင်ထားတာဖြစ်တာကြောင့်ချန်ပီယံခံမှန်းထားတဲ့အာဆင်နယ်တို့ပွဲလန်အောင်ဖျားခင်းနိုင်ဖို့လိုအပ်နေပါတယ်အဆင့်နေရာကချဲလ်ဆီနဲ့3မှတ်ကွာဟနေတယ်ဆိုပေမဲ့3မှတ်ဆိုတာပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာပြောစရာမဟုတ်ပါဘူးဒါကြောင့်အာဆင်နယ်အသင်းစပါးကိုအနိုင်ကစားရမှာဖြစ်ပါတယ်စပါးဆိုတာကလည်းပြီးခဲ့တဲ့ရာသီမှာအဆင့်16နဲ့ရာသီသိမ်းခဲ့ပေမဲ့ဒီရာသီသောမတ်ဖရန့်လက်ထက်မှာပုံစံကောင်းတွေပြသနေတဲ့အသင်းမှာပရီးမီးယားလိဂ်ဆက်တဲ့ပွဲမှာ9ပွဲနိုင်3ပွဲတည်3ပွဲရှုံးထားတဲ့အသင်းဖြစ်ပြီးအဝေးဝင်ရှုံးပွဲမရှိသေးတဲ့တခုတည်းသောအသင်းဖြစ်ပါတယ်။တခြားပြိုင်ပွဲအသင်းတွေနဲ့ပြောင်းပြန်ဖြစ်နေတာကစပါးဟာအင်ကွင်းအားနေပြီးအဝေးဝင်အားကောင်းတဲ့အသင်းဖြစ်တာကြောင့်ဒီတစ်ချိန်အမ်ဘရိတ်မှာကစားရမယ့်အာဆင်နယ်နဲ့ပွဲအဆင်မှာလည်းမရှုံးဖို့မျှော်လင့်ချက်ရှိနေပါတယ်။တစ်ဘက်ကကြည့်ရင်လည်းအာဆင်နယ်ကဒီရာသီပရီးမီးယားလိဂ်မှာအင်ကွင်းတစ်ပွဲမှမရှုံးသေးတဲ့အသင်းပါ။ပြောရရင်အင်ကွင်းမရှုံးသေးတဲ့အသင်းနဲ့အဝေးဝင်မရှုံးမှုသေးတဲ့နှစ်သင်းကြားအားပြိုင်မှုဖြစ်နေပါတယ်။ဒဏ်ရာရလူစင်းမှာနှစ်သင်းစလုံးအထူးကစားသမားတချို့လည်းချော်နိုင်ခြင်းရှိနေပါတယ်။နှစ်သင်းကြားထိတိုက်တွေ့ဆုံမှုတွေမှာဆိုရင်အာဆင်နယ်အသင်းကစပါးကိုအသာစီးရရှိထားတာများပါတယ်။ပြီးခဲ့တဲ့ရာသီမှာဆိုရင်နှစ်ကြော်စလုံးအနိုင်ရရှိထားပြီးစပါးတို့အင်ကွင်းအဝေးကွင်းနှစ်ခုစလုံးမှာမျက်နှာငယ်ခဲ့ရပါတယ်။ဒီချိန်တွေ့ဆုံမှုကခံမှန်းရခက်ခဲတဲ့ဆိုပေမဲ့လက်ရှိပုံစံကောင်းတွေပြသနေတဲ့အာဆင်နယ်ရဲ့ခြေစွမ်းကပြန်ပြန်တိုင်းအတွက်အိမ်မက်ဆိုးတွေဖြစ်နေတာကြောင့်စပါးတို့အနိုင်ရဖို့ခက်ခဲပါလိမ့်မယ်။အာဆင်နယ်နီးပြအာဒီဒါအတွက်လည်းစူပလာတွေနဲ့အတူတက်တေပြဖို့လိုအပ်နေတဲ့ဘောလုံးရာသီဖြစ်နေတာကြောင့်ပွဲတစ်ပွဲချင်းစီကအာဆင်နယ်အတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေပါတယ်။မနေ့ကမန်စီးတီးလီဗာပူးတို့အမှတ်ဆုံးရှုံးထားတာကြောင့်ဂန်နာတို့အတွက်ဇယားထိပ်ကနေရမှတ်များစွာဖျက်ထားနိုင်ဖို့ဆိုရင်ဒီညပွဲလန်တော့ဖျားဝင်ခင်းနိုင်မှာရပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။